ခွေးတွေအတွက်အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့အစားအစာ၃မျိုးနံပါတ်၁ကတော့ထောပတ်သီးဖြစ်ပါတယ်ထောပတ်သီးမှာ portion လို့ခေါ်တဲ့တက်စင်တစ်မျိုးပါဝင်ပါတယ်အဲ့ဒီတက်ဟာလူတွေအတွက်အန္တရာယ်မရှိပေမဲ့ခွေးတွေအတွက်တော့အဆိပ်တောက်ဖြစ်စေပါတယ်ပမာဏအနေငယ်စားမိယုံနဲ့တင်အော့အန်နာမျိုးဖြစ်နိုင်ပြီးပြင်းထန်ရင်နှလုံးကြွတာသွေးကြောပိတ်ဆို့တာမျိုးအထိဖြစ်နိုင်ပါတယ်အဲ့ဒီ portion တက်ဟာထောပတ်သီးရဲ့အသားအခွန်နဲ့အစိပ်ပိုင်းအားလုံးမှာပါဝင်တာကြောင့်ထောပတ်သီးကိုခွေးတွေနဲ့ဝေးမှာထားသင့်ပါတယ်နံပါတ်2ကတော့စပ်ပစ်သီးဖြစ်ပါတယ်စပ်ပစ်သီးဟာကျွန်တော်တို့ရဲ့ခွေးလေးတွေအတွက်အလွန်အန္တရာယ်များပြီးကြောက်ကပ်ပျက်စီးမှုကိုဖြစ်စေနိုင်ပါတယ်အစိတ်တဲ့လက္ခဏာတွေအနေနဲ့အစားတောက်ပြတ်တာနဲ့အော့အန်နာမျိုးတွေဖြစ်တတ်ပြီးစားမိပြီး12နာရီအတွင်းမှာပဲလက္ခဏာပြတတ်ပါတယ်ဗီဒီယိုမဆုံးခင်မှာခွေးတွေအတွက်အန္တရာယ်ရှိတဲ့တခြားစားစာတွေကိုသိထားတာရှိရင်လည်းခမက်မှာရေးပေးခဲ့ကြပါဦးနံပါတ်3ကတော့ကြက်မောက်သီးသို့မဟုတ်လိုင်ချီသီးဖြစ်ပါတယ်ဂျာမနီနိုင်ငံရဲ့လေ့လာချက်တွေအရခွေးတွေကိုလိုင်ချီသီးကျွေးတာဟာအထူးသဖြင့်ဗိုက်ထဲမှာအစာမရှိတဲ့အချိန်တွေးရင်းတကြားတက်ကိုအစာမတန်ကျဆင်းစေပြီးအားရင်ကုန်ခန်းတာတွေဝေထွေးပြားတာနဲ့ပြင်းထန်ရင်အတက်ယောဂလူမျိုးတုံတက်တာတွေဖြစ်စေနိုင်ပါတယ်ဒါအပြင်လက်တဆုပ်စာပမာဏလောက်တင်ပြဿနာဖြစ်ဖို့လုံလောက်ပါတယ်ဒါကြောင့်ဘေးကင်းစေဖို့အတွက်တင့်ခွေးလေးကိုဒါတွေမကျွေးမိဖို့သတိပြုသင့်ပါတယ်